Hello ဟယ်လိုမဒီနေ့ဘယ်ချိန်ဆက်နေဘယ်ချိန်ဘယ်မှာရှိပါလဲခင်ဗျာအခုပြောနေတာဘယ်သူကလဲရှင်မခံနေပြိုက်တဲ့နေရပါဩအခုဟိုဟာလေးကလည်းဒီရချိတ်တယ်အမဘယ်လိုစင်ပြန်လုပ်ပြီးမှလဲကျွန်တော်တို့အခုဟိုဟာလေးမတ်ခိုင်နေဝေကိုညီမဓာတ်ပုံတင်တဲ့ကိစ္စကလေအဲ့လောက်ကြီးဖြစ်သွားလိမ့်မယ်လို့မထင်ထားဘူးအဲ့တော့ညီမဖြတ်ပေးပြီးသွားပြီပေါ့နော်တစ်တော်မှာပေါ့နော်အမမလုပ်ပေးနိုင်ဘူးလားရမလုပ်ပေးနိုင်ကျွန်တော်တရားဆွဲမှာရတယ်အမကိုကျွန်တော်တခုံးမမေးတာအမအဲ့ကျွန်တော်အဲ့မှတိုင်ကျွန်တော်မတရားဆွဲမှာဟုတ်ပြီတော့မလုပ်ပေးနိုင်လည်းဘာမှမဖြစ်ဘူးခင်ဗျာမနေ့ကပြောပြီးတောင်းမှမယ်ဆိုလို့ကျွန်တော်ပြောရလေမှန်တယ်လေကိုမနေ့ကလုပ်လိုက်ပါဟုတ်အခါတခုပဲပြောလိုက်လုံးမလားမလုပ်ဘူးလားတခုပဲပြောလိုက်မနေ့ကအခုကညီမပြောပြမယ်နော်အခုညီမမနေ့ကပရာဟိတလုပ်နေတဲ့အချိန်မှာအခုညီမပြောလိုက်တာမှန်တယ်မနေ့ကပရာဟိတလုပ်နေအခုကညီမပရာဟိတလုပ်နေခင်ဗျာလုပ်ပေးမှလားမလုပ်ပေးဘူးလားတခုပဲပြောကျွန်တော်မီဒီယာလည်းချိန်ပြီးသွားပြီခင်ဗျာလုပ်ပေးမှလားမလုပ်ကျွန်တော် post ရမှာလားတရားဆွဲရမှာလားကျွန်တော်ခုလုံးလုံးမှာနော်ဟုတ်ကဲ့ပါကျွန်တော်အချိန်မရဘူးကျွန်တော်တို့အခုမလုပ်ပေးမှလည်းပြဖြေမှလားမဖြေဘူးလားတခုပဲပြောလိုက်မဟုတ်ဘူးလေအကိုတို့ဘယ်လောက်နင်းနာသွားလို့လည်းမသိဘူးရှင်ညီမကတော့နင်းနာဘာမှမလုပ်လိုက်ဘူးခင်ဗျာတော့နင်းနာဘူးလေကျုပ်တို့အောက်မှာဆဲခံရမှမတွေ့ဘူးလားကျုပ်တို့ကခင်ဗျာလည်းတိတ်ဝင်တော့ခင်ဗျာဘာမှလည်းသူတော်ကောင်းမှလည်းမဟုတ်ပဲဘာကိစ္စစုတောင်းဘာလျှောက်တင်တာလဲခင်ဗျာရှင်လည်းလုပ်ပြီးဆိုပြင်ပါပဲတင်ဘာလို့ဒါကိုတင်ကြလို့ဒါတင်ဒါပြင်မသိဘူးလားခင်ဗျာဒီတက်ရွယ်နဲ့အခုဆူတောင်းတဲ့ဟာလက်ကလေးလက်အုပ်လေးချီအောင်ဗုဒ္ဓဘာသာတရားအနေနဲ့ကြိုင်တာဟုတ်ဘူးလေအခုခင်ဗျာပေးမှတန့်ရဆဲခံရခင်ဗျာတွေ့ပါတယ်တွေ့တယ်မလားမတွေ့ဘူးလားတွေ့လားကျွန်တော်အဲ့ခင်ဗျာပြန်ပို့ပြရမှာလားအဆဲခံရခင်ဗျာတွေ့လားအခုညီမပြောပြနေသေးလားညီမပြောခင်ဗျာမဟုတ်ကျုပ်ကိုတင်ရတယ်မဟုတ်ခင်ဗျာဖြေမှလားမဖြေဘူးလားမင်းဒီပြရတယ်အခုညီမကျွန်တော်ချိန်မရဘူးမနေ့ကညီမအခုဖြေမှဖြေမှမနေ့ကညီမအခုဒဗလေပို့စုပတ်ဆက်ဆဲသွားရယ်နော်ပြီးတော့လေဟိုဟာဗာလေအခုသူတော်ကောင်းမိုင်လည်းပြောတယ်မနေ့ကတော့ပြင်မကြည့်လို့ဆဲရတာလေခင်ဗျာဘာကိစ္စတောင်တက်ပေါ်ရပြီးတင်နေခင်ဗျာဘာကောင်းမှမလို့ဒါကိုစုတောင်းပြီးတင်ရခင်ဗျာသူတော်ကောင်းမှဘာသူတော်ကောင်းမှမလို့လေခင်ဗျာကျုပ်ကတင်ပါလို့ခွင့်ပြုချက်ပေးလားအခုညီမပြောပြမယ်မင်းကပဲတင်တဲ့ကျုပ်ကတရားဆွဲမှာခင်ဗျာမတင်စေခြင်းအဲ့ဒီရိုက်တဲ့နေရမတင်ပါနဲ့ညီမလေးရေလို့ပြောပါမယ်ခင်ဗျာရိုက်တာမှမသိလားခင်ဗျာရိုက်တာမှတခါခိုးရိုက်တာလေအမကျွန်မဒါကိုရိုက်ပါမယ်လို့ခင်ဗျာခွင့်တောင်းလားခင်ဗျာရိုက်တာတော့ကျုပ်တို့မသိဘူးကျုပ်ကစောက်လို့တွေရှုပ်နေတာခင်ဗျာတို့စောက်လို့အားနေတာမဟုတ်ဘူးခင်ဗျာရိုက်တာကျုပ်တို့မသိဘူးလေဗျာခင်ဗျာဘာကိစ္စရိုက်တယ်ခင်ဗျာသူတော့ခင်ဗျာဘာကိစ္စရိုက်တာလဲမမကိစ္စရိုက်တာလေခင်ဗျာမမပရိုက်တာမင်းသမီးတယောက်နော်အကုန်လုံးကတက်ပုံတွဲရိုက်ကြရပြီဘာဖြစ်လဲဘာဖြစ်လဲအေးရိုက်တယ်ခင်ဗျာဘာကိစ္စတင်လဲဒါတင်ဒါဖြစ်ပဲဆိုလူလိုနားမလဲဒါခင်ဗျာကိစ္စအကြီးကားလားဟုတ်ခင်ဗျာအခုဖြေပါလားမဖြေဘူးလားကျုပ်ဖြေလို့ရတယ်ကျုပ်ကြားဆွဲမှာခင်ဗျာကျုပ်တို့ကဖြေကြီးခင်ဗျာပို့စမဆက်ပြောမှာအခုလည်းဖြေမှာခင်ဗျာလောက်ပါအခုလို့လောက်ပါခင်ဗျာဖြေပါလားမဖြေဘူးလားညီမမေတ္တာတရားကြီးဖြေလို့မမေတ္တာတရားကြီးမှာကောင်မဒီနေ့ကလည်းတွေ့မယ်တရားရုံးမှာဖြေလို့မမေတ္တာတရားကြီးကောင်မစပိုက်ရှားနေတာဖြေလို့မဆောက်လို့အားတယ်ကောင်မဒီနေ့တော့လို့ခါလိုက်ပါလားဖြေလို့မရဲ့ဟုတ်ကဲ့ပါလားအောင်တကယ်မမခိုင်